investment လို့ပြောလိုက်တာနဲ့ရွှေတွေဒေါ်လာတွေအိမ်ချမ်းမြေတွေကိုပဲပြင်းမြင်နေကြတုံးလားဒါကလည်းမှန်ပါတယ်အခုချိန်မှာငွေကြေးဖောင်းပွားမှုတန်ကိုကာကွယ်ဖို့အတွက်ဒီလိုမျိုးရွှေတွေဒေါ်လာတွေအိမ်ချမ်းမြေတွေကိုကလည်းဒီနေ့မြုပ်နှံထားတင်ပါတယ်ဒါပေမဲ့ဧပြီတို့လိုလူငယ်တွေပေါ့နော်ကို့မှာဝင်ငွေသိပ်ပြီးတော့မရှိသေးတဲ့လူငယ်တွေအနေနဲ့ဆိုရင်တော့ဒီလိုမျိုးအိမ်ချမ်းမြေတွေရွှေတွေဒေါ်လာတွေကိုမဝယ်နိုင်ခင်မှာကိုယ့်ဘက်ကနေပြီးတော့ investment လုပ်တဲ့နေရာတစ်ခုရှိပါတယ်ဒါကတော့ပညာရေးပါဒီနေရာမှာ April ပြောချင်တဲ့ပညာရေးကအတန်းပညာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့ career ကိုထောက်ပံ့ပေးနိုင်မဲ့ skill တွေလည်းပါပါတယ် April တို့တော်တော်များများကဒီလိုမျိုး skill တွေကို investment လုပ်ဖို့အတွက်မေ့နေတတ်ကြတယ်ပေါ့နော် April ကိုယ်တိုင်လွန်ခဲ့တဲ့9နှစ်ကျော်6နှစ်လောက်က investment လုပ်ခဲ့တဲ့အကြောင်းအရာလေးကိုမျှဝေသွားပေးချင်ပါတယ် April အဲ့ဒီတုန်းကဆိုရင်တော့ဒီတရုတ်ဘာသာစကားကို April ဒီ investment လုပ်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကကြတော့ကိုကဒီလိုမျိုး investment လုပ်မယ်ဆိုတဲ့စိတ်နဲ့တော့စပြီးတော့လုပ်ခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့လုံရင်းနဲ့ကိုယ့်အတွက်တရုတ်ဘာသာစကားကအရန်စိတ်ဝင်စားစရာကောင်းလာတယ်ဆိုတာကို April သိလာခဲ့တယ်ဒါနဲ့ပဲ April ရဲ့အချိန်နဲ့ April ရဲ့ဒီစိတ်ဆန္ဒတွေအားလုံးကိုဒီတရုတ်စာပေါ်မှာပဲ April နှစ်မြုပ်ထားခဲ့တယ်ပေါ့နော်တရုတ်စာပေါ်မှာပဲ April တစ်နှစ်လောက်အချိန်ကောင်းကောင်းလေးပေးပြီးတော့လေ့လာခဲ့ပါတယ် April တို့ဒီတရုတ်စာကလည်းတစ်နှစ်လောက်တေချာလေးလေ့လာမယ်ဆိုရင် HSK4 လောက်ပြီးတယ်ပေါ့နော်တစ်နှစ်ကျော်လောက် April တေချာလေးလေ့လာပြီးရဲ့နောက်မှာ April လုပ်ငန်းခွင်ကိုဝင်ခဲ့တယ်ဒီအချိန်ကနေစပြီးတော့အခုလက်ရှိထိပေါ့နော် April ရဲ့လစာဆိုလို့ရှိရင်လည်းဒီတရုတ်ဘာသာစကားနဲ့ပေါင်းပြီးတော့ရတဲ့လစာဆိုရင်လည်းဆိုကောင်းတယ်ပေါ့နော်ဒါအပြင်မှာ April ဒီအပြင်ဘက်မှာ freelance လုပ်တာတွေလည်းရှိနေသေးတယ်ဆိုတော့ဒါ April လွန်ခဲ့တဲ့9နှစ်ကျော်လောက်က invest လုပ်ခဲ့တဲ့ April ရဲ့ဒီဘာသာစကားကအခုချိန်ထိပေါ့နော်ဒီ4နှစ်ကျော်5နှစ်ထိကလည်း April ကိုဒါပြောရမယ်ဆိုရင်ဒါစာကောင်းကောင်းနဲ့ဒီ investment ကနေပြောပဲ April ကိုရှာကျွေးပေးနေတယ်ပေါ့နော်ပြီးတော့ဒီဘာသာစကားဆိုတာကလည်းရှစ်ဆက်ပြီးတော့လည်းထပ်ပြီးတော့ဝင်ငွေတွေကရနေအောင်ပါပဲဝင်ငွေတွေအပြင်ကိုမှအခုလက်ရှိဆိုရင်အခွင့်အလမ်းကောင်းတွေလည်းရလာတယ်ပေါ့နော်ဒီနေရာမှာ April ပြောချင်တာကကို့မှာဝင်ငွေကတိတ်မရှိသေးဘူးကိုယ့်ရဲ့လစာကနည်းနေသေးတယ်ဒါကြောင့်ရွှေတွေချမ်းမြေတွေဒေါ်လာတွေကို investment မလုပ်နိုင်သေးဘူးဆိုရင်တော့ဒီပညာရေးကိုမေ့မထားပါနဲ့ကိုဝါသနာပါတဲ့ပညာတွေကိုသင်ယူလေ့လာခြင်းတဲ့အရာတွေကိုသင်ပါ investment လုပ်ပါအချိန်ကောင်းကောင်းလေးပေးဖို့ April အကြံပေးလိုပါတယ်နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ရှင်ကျေးဇူးပါ